ဟုတ်ကဲ့ပါကျွန်တော်တကယ်ချင်းနေဂီတာတီးတဲ့လေ့ကျင့်တဲ့အခါမှာလုံးဝမလုံးဝမယ်ဥစ္စာကိုကျွန်တော်ပြောပြရမယ်လုံးဝမလုံးအောင်ဆိုကျွန်တော်တို့လက်ကွက်နဲ့လက်ခတ်နဲ့ကျွန်တော်တစ်ထပ်သေးပဲလုပ်ရမယ်လုံးဝမလုံးရတဲ့ဟာဆိုဘယ်လိုလဲဆိုဥပမာကျွန်တော်တို့လက်ကွက်ကိုတီးမယ်နော်လက်ကွက်ကိုကျွန်တော်တို့ဖိထားမယ်ပြီးရင်လက်ခတ်ကိုတီးမယ်1 2 3 4ကျွန်တော်ပြောင်းတဲ့အခါမှာရက်လိုက်တယ်ရက်ပြီးတော့မှသွားပြီးဟိုဘက်ကိုကြည့်ပြီးတော့မှအဲ့မျိုးလုပ်ပြီးတော့မှပြန်ခတ်တယ်1 2 3 4ပြီးတော့မှကျွန်တော်ပြန်ကြည့်တယ်ပြီးရင်ပြောင်းမယ်အဲ့လိုမျိုးပေါ့နော်ပြီးရင်ဒီဘက်ကိုပြန်ခတ်မယ်အဲ့လိုမျိုးမလုပ်အောင်လုံးဝမလုပ်အောင်เนาะကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့အဲ့တော့ကျွန်တော်အဓိကလေ့ကျင့်တယ်ဆိုတာလက်နှစ်ဖက်လုံးကျွန်တော်တို့ကတပြိုင်တည်းနဲ့ကျင့်ရတာပေါ့เนาะကျင့်ရတဲ့အကြောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လေ့ကျင့်တဲ့အခါမှာ speed ကို short လိုက်မှာပေါ့ speed ဆိုတာခုနလိုမျိုးကျွန်တော်အမြန်နှုံးပေါ့အမြန်နှုံးကို short လိုက်မယ်ဥပမာကျွန်တော်တို့လေးလေးတီးလိုက်မယ်ဆိုပြောင်းမှုအချိန်ရသွားနိုင်တယ်เนาะဥပမာ1 2 3 4 1 2 3 4အဲ့လိုလေးလေးတီးလိုက်မယ်လေးလေးတီးလိုက်တဲ့အခါမှာကျွန်တော်လက်ကွက်တွေကိုပြန်ပြောင်းဖို့အတွက်ကိုအချိန်ရနိုင်တယ်ပေါ့နော်ဥပမာဖြည်းဖြည်းလေးပေါ့နော်1 2 3 4အေးစေပြောင်း1 2 3 4ဖြည်းဖြည်းပြောင်း1 2 3 4ဖြည်းဖြည်းပြောင်း1 2 3 4ဖြည်းဖြည်းပြောင်း1 2 3 4အဲ့တော့ကျွန်တော်ဂီတာတီးတဲ့အခါမှာရေးကြည့်တာကျွန်တော်ညာဘက်လက်ပေါ့နော်လက်ခတ်တီးတဲ့လက်ကလုံးဝရက်သွားလို့မရအောင်နော်ကျွန်တော်လက်ကိုရက်သွားလို့မရအောင်လို့ကျွန်တော်လေ့ကျင့်ထားရမယ်အဲ့တော့မရက်ကဘူးအဲ့လိုကျင့်ရမယ်နော်ရက်လို့မရဘူးဆိုတော့ကျွန်တော်တို့ဘယ်ဘက်လက်ကကော့ကိုကင်တီဖြစ်စေမကင်တီဖြစ်စေကျွန်တော်တို့ညာဘက်လက်ကလုံးဝရက်လို့မရအောင်အဲ့တော့ဥပမာကျွန်တော်အရင်တီးပြမယ်နော်ဒီကျွန်တော်အခုမှစတီးတဲ့အတွက်ဘယ်ဘက်လက်ကခုနသူများရဲ့လိုမျိုး1 2 3 4ကွက်တီပြောင်း1မှာကျွန်တော်တို့တန်းပြီးတော့1မှာအဲ့လိုမျိုးပြောင်းဖို့အတွက်ကျွန်တော်တို့မရသေးနိုင်ဘူးမရနိုင်သေးဘူးပေါ့နော်ထားလိုက်ပြဿနာမရှိဘူးအဲ့တော့ကျွန်တော်တို့လုပ်ရမှာခုနလိုမျိုး speed ကို short ပြီးတော့မှဖြည်းဖြည်းချင်းပြောင်းမယ်ပြောင်းတဲ့အခါမှာဘယ်ဘက်လက်ကမမီဘူးဆိုရင်တော့မှညာဘက်လက်ကဆက်တီးရမယ်ဆိုတော့ကျွန်တော်အတိကိုကျွန်တော်တွင်းထားမှာပေါ့နော်ခေါင်းထဲမှာအဲ့တော့ကျွန်တော်ဥပမာပြမယ်ဒီလိုမျိုးလုပ်မယ်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4 okay ကျွန်တော်ပြတာကိုမြင်ရလားမသိဘူးအဲ့တော့ကျွန်တော်တို့ကဘယ်ဘက်လက်ကလက်ကွက်တွေလိုက်ဖိဖို့အတွက်ကိုမအောင်เนาะအချိန်မရဘူးဘာကြောင့်လဲသူ့မှာမနေပြေးလိုက်နေတာဆိုတော့ဒါပေမဲ့ညာဘက်လက်တစ်ဖက်တော့ကျွန်တော်တန်အောင်ကျင့်လိုက်နိုင်ခဲ့တယ်ပေါ့เนาะအဲ့ဒါမှကျွန်တော်တို့ကလေ့ကျင့်တာလို့ခေါ်တာပေါ့ဆိုတော့ညာဘက်လက်ကတော့ရသွားပြီသူ့ဘက်သူကိုင်မကိုင်နေကိုင်မကိုင်ရတယ်ကျွန်တော်ဒီဘက်လက်တော့တန်သွားပြီပေါ့เนาะ okay အဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုပုံစံလေးနဲ့ကျင့်အောင်เนาะ